ရန်ကုန်မြို့ဗဟန်းမြို့နယ်ဆရာဆန်လမ်းမပေါ်မှာမိုးရာသီအတွင်းစိတ်မကောင်းဖွယ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ကုတ်ကိုပင်ကြီးတစ်ပင်လဲကျလာပြီးလမ်းပေါ်မောင်းနေနေတဲ့လိုက်ထရက်ကားပေါ်ကိုတိုက်ရိုက်ပြီးမိခဲ့တာကြောင့်ရင်မောင်းအမျိုးသားတဦးသေဆုံးခဲ့ပြီးကားပေါ်မှာလိုက်ပါလာတဲ့အမျိုးသားတဦးကတော့အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့လူမှုကူညီရေးအသင်းတွေထံကသိရပါတယ်။ဖြစ်စဉ်ဟာဇူလိုင်လ29ရက်နနက်10:39မိနစ်ခန့်မှာဗဟန်းမြို့နယ်ဆရာဆန်လမ်းမပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။တစ်ပင်လဲကျလာချိန်မှာကားဟာလမ်းပေါ်မောင်းနေစေဖြစ်ပြီးကုတ်ကိုပင်ကြီးကကားကောင်းခန်းပေါ်ကိုတိုက်ရိုက်ပြီးမိခဲ့တာကြောင့်ကားအတွင်းမှာရှိတဲ့အမျိုးသား2ဦးညှက်မိခဲ့ပါတယ်။အခင်းဖြစ်ပွားရာနေရာကိုမိသက်တပ်ဖွဲ့ဝင်တွေအနာဂတ်အလင်းတန်းပရဟိတအသင်းမေတ္တာစေတနာလူမှုကူညီရေးအသင်းပါဝင်လူမှုကူညီရေးအဖွဲ့အစည်းများအမြန်ရောက်ရှိလာပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းများအပြီးမှာရင်မောင်းဖြစ်သူဟာအခင်းဖြစ်နေရမှာပဲတေဆုံးနေကြောင်းအတည်ပြုနိုင်ခဲ့ပြီးအနှဲငယ်ထိခိုက်ဒဏ်ရာရရှိထားတဲ့နောက်ထပ်မျိုးသားတဦးကိုတော့ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကဆေးကုသမှုခံယူစေခဲ့ပါတယ်။လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရကားဟာပူလဲကွန်ဒိုဘက်ကနေဆရာဆန်လမ်းမပေါ်ကိုမောင်းနေလာခြင်းတစ်ပင်လဲကျတာနဲ့တိုက်ဆိုင်ပြီးကားပေါ်တိုက်ရိုက်ပြီးမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်အပြီးမှာတော့ဒေသခံတွေကမိုးရာသီရောက်တိုင်းလမ်းဘေးတစ်ပင်ကြီးတွေရေဝိတ်တက်ပြီးလဲကျတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားနေတယ်လို့ပြောဆိုကြပါတယ်။အန္တရာယ်ရှိနိုင်တဲ့တစ်ပင်တွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကကြိုတင်စစ်ဆေးပြီးကိုင်းဖြတ်ခြင်းနဲ့ထိန်းသိမ်းရေးလုပ်ငန်းတွေကိုပုံမထိရောက်စွာဆောင်ရွက်ပေးဖို့လည်းတိုက်တွန်းထားပါတယ်။မိုးတိထန်စွာရွာသွန်းနေတဲ့ကာလအတွင်းတစ်ပင်ကြီးများအနီးရင်ရက်နာခြင်းနဲ့သွာလာခြင်းများကိုအထူးသတိပြုလုပ်ဆောင်ကြဖို့လည်းတိုက်တွန်းလိုက်ရပါတယ်။ယခုသတင်းနဲ့ပတ်သက်ပြီးသင်ရဲ့အမြင်ကို comment မှာမျှဝေပေးခဲ့ပါဦး။